ထိုင်နေဆိုပြတော့ကောင်းတယ်သူတို့လည်းအော်တဲ့တန်နေပြီးတော့ပါတော့ဘုံကောင်းလာကိုချေရတော့တော့ဟမ်သူတို့လည်းသားရနေတာကောင်းပဲဒီနေ့အားယူလေအားလို့လည်းဝယ်ပြီးအားလို့လည်းကြောက်မှာဒီတဲ့အကုန်နေသမောင်ကွာတကြီးအပေါ်ကြီးပေါ်လေးနဲ့နေသမောင်是，注意了。哪个那得改呢？咱家都一点不钱，哪有？一点不两毛。接了。ကဲမင်္ဂလာပါဗျာမကြခင်ချိန်တော်တွေမှာကျွန်တော်တို့ရွှေမြန်မာနိုင်ငံနဲ့ထိုင်းလန်ဆိုတဲ့အသင်းကြီးအဖြစ်လေးရောက်ကြည့်ပြိုင်ပွဲကိုစတင်ခက်ခါလာတော့မှာဖြစ်ပါတယ်ကဲလိုက်ကြည့်ရတာအဆင်ပြေလားမယ်နော်မြန်မာပြည်သက်တွေကိုပြမယ်ဗျာနော်ကျွန်တော်တို့မြန်မာလူမျိုးတွေအရင်ချစ်ဖို့ကောင်းပါတယ်နော်ကျွန်တော်တို့ဒါကတော့လာအပ်ပြီးမြန်မာပြည်သက်တွေပါနော်ဟုတ်ကဲ့နော်မလေးရောက်မြန်မာတွေပါနော်ကျွန်တော်တို့ဒီမဲ့အခုကအလုပ်တွေနားပြီးကျွန်တော်လာအပ်ပေးကြတာပါနော်အလုပ်တွေနားပြီးလာအပ်ပေးတာပါဟုတ်ကဲ့ဒါမြန်မာတွေကြည့်ပါပဲနော်ဟုတ်ကဲ့နော်အလုပ်တွေနားပြီးလာအပ်ပေးတာပါနော်ကျေးဇူးလည်းတင်ပါတယ်အားလုံးဟုတ်ရဲ့နောက်ကအိုက်စီးလည်းမြင်ရတော့သုံးတွဲကပြုတ်တာသော့လေးပါးစီဖွဲ့ပါစီကသုံးကြီးကအဲ့ဒါမျက်နှာပြောက်ရှင်းရှင်းမှရတယ်နော်သုံးကြီးကကျွန်တော်တို့အုပ်စုပနဲ့အုပ်စုပုံနဲ့တက်တာနော်ကျွန်တော်တို့သုံးကြီးအုပ်စုမှာကမြန်မာရဲ့ဗီယက်နမ်ရဲ့အင်ဒိုရဲ့တရုတ်ရဲ့နော်ကျွန်တော်တို့ကဗီယက်နမ်နှစ်ပွဲပြတ်နေနိုင်တယ်တရုတ်ကနှစ်ပွဲပြတ်အင်ဒို2-1နဲ့ရှုံးတယ်အုပ်စုပဗီယက်နမ်ကအင်ဒိုနှစ်ပွဲပြတ်နေနိုင်တယ်ကျွန်တော်တို့ကနှစ်ပွဲပြတ်နဲ့ရှုံးတယ်တရုတ်ကနှစ်ပွဲပြတ်နေနိုင်တယ်နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အုပ်စုပဗီယက်နမ်အုပ်စု2ဒါပြီးရင်ကျွန်တော်တို့မြန်မာနိုင်တဲ့ဆိုရင်မတို့ဟွာကိုခွဲဆိုတော့8နိုင်ပေါ့မြန်မာနိုင်နဲ့8နိုင်ပေါ့နော်ကျွန်တော်ကြီးကအိန္ဒိယအသင်းနဲ့8နိုင်ကွာတာဖိုင်နဲ့ခန့်မှာပါနော်တိုင်းကတော့ easy ဟုတ်ပါတယ်ဗျာနော်တိုင်းကတော့ easy ပါအပြင်ကျွန်တော်ဒါပြီးရင်ဒီ၄ယောက်ကြီးကွာတဲ့ပွဲပြီးရင်ကျွန်တော်3ယောက်ကြီးကွာတဲ့3ယောက်ကြီးအောင်ကြီးပါနိုင်မှာပါဟုတ်ကဲ့ကျေးဇူးတော့ကြီးကကျွန်တော်တို့ဟိုပါမြန်မာနိုင်9နာရီเนาะမြန်မာနိုင်10နာရီမလေးနာရီ9နာရီကွာเนาะတော့ကြီးပြန်ပွဲလေးရှိပါတယ်เนาะ10နာရီပြတော့လန့်တာပေါ့ဟောကျေးဇူးပဲကြတော့ရှေးအောင်ကြီးတင်ဆက်နိုင်ပြီဟုတ်ကဲ့ကျွန်တော်လည်းတပွဲပဲတင်ဆက်ပြီးလို့ရမယ်เนาะတပွဲတော့သူတို့စောပြီးတဲ့ဆိုတော့တမျိုးပေါ့ကျွန်တော်တို့လည်း3ကြီးရှိတာဆိုတော့သူ့ကိုသိချင်ကနိုင်ဝက်1နာရီလောက်သွားတော့မှာเนาะကျွန်တော်တို့ပွဲကသူတို့နဲ့4ယောက်ကြီးပွဲနဲ့တနာရီခွဲပဲချားတယ်ဗျာနော်သူတို့ကမ4နာရီ8နာရီ4ယောက်ကြီးอ่ะအခုမြန်မာနာရီဆို6ခွက်ပေါ့နော်ကဲပြမယ်နော်အုပ်စုစီဒီမဲ့ကြည့်ပါမ4နဲ့9နဲ့အဲ့တော့အဲ့မဲ့ဒါဒီဘက်ကတော့ဒါ4ယောက်ကြီးပေါ့မြန်မာနဲ့ထိုင်းနဲ့နိုင်တဲ့တဲ့စီမီတက်အိန္ဒိယနဲ့တွေ့မှာနိုင်လို့ကတော့မြန်မာနဲ့ထိုင်းနဲ့နိုင်တဲ့လူကဘိုလီဘွဲရောက်မှသိကြတယ်ဗျာနော်အိန္ဒိယအသင်းစီမီရောက်သွားပြီနော်မြန်မာနဲ့ထိုင်းနဲ့ကနိုင်တဲ့အသင်းကဗိုလီဘောတရားရောက်မှာပြန်နော်ဗီယက်နမ်နဲ့ပြန်တွေ့ဖို့များတယ်ဒီဘက်ကတော့နည်းနည်းလေးကျက်တယ်ပြန်နော်ကျွန်တော်တို့တော့ကြည့်ရတော့ဒီနေ့အိန္ဒိယနဲ့မြန်မာနိုင်8နိုင်မှာခက်ခါပြီးတော့နိုင်မယ်ဆိုရင်မလေးရှားနဲ့တွေ့မှာပါပြန်နော်ဖိလစ်ပိုင်ကမလေးကနိုင်မှာပါပဲစီမီမှာကျွန်တော်တို့ကဒီရှစ်သင်းမှာနည်းနည်းလေးအနှဲငယ်ခြောင်သွားပြီးတော့စီမီမှာကျက်သွားမယ်ဒီ၄ယောက်ကြီးကတော့ကျွန်တော်တို့စီမီမှာထိုင်းနဲ့နိုင်တဲ့တင်းကဗိုလီဘောရောက်မှာသိကြတယ်နော်စီမီဖိုင်နယ်မှာကအိန္ဒိယအသင်းကိုအဲ့နှစ်သင်းတော့ဘယ်သူနေနိုင်မှာနော်ကျွန်တော်တင်တာတော့နိုင်တဲ့တင်းနဲ့ဗီယက်နမ်နဲ့ဖိုင်နယ်မှာပြန်တွေ့ဖို့များပါတယ်နော်တို့ချင်းတော့ရွှေရပါသေးတယ်အကုန်လုံးဟုတ်ကဲ့ရွှေအောင်ကြီးအောင်မြင်ပါကဲဒီနေ့၄ယောက်ကြီးကထိုင်းအောင်နိုင်ရင်တော့တရားပေါင်းရွှေရပါပြီနော်ရွှေရဖို့ရခိုင်တော့အများကြီးဖြစ်သွားပါပြီ
ကဲမကြိုင်လာပါတော့ Ladies and gentlemen, Assalamualaikum warahmatullahi wabarakatuh. And very good ဒီ evening. မှာတော့ရောက်မှာ Welcome to the quarter-final match. ဟိုကလည်းပြပြတဲ့ကြရ Volleyball 2020. Players part 1, match number 41. Match quarter event between Philippines and မလာ Malaysia. ဘူးတော့မယ်ဟုတ်ကဲ့ဗျာ Match number 42. Match quarter event between Myanmar and Thailand. Let us please welcome the players and တို့ကြသတိရတာ officials ရှိအောင် into the court. ဥမောင်ညွတ်အောင်ကြီးလက်ဆောင်တော့ထိုးပြီဟာဒီတော့တော့လည်းဗျာတော့ဒီကျွန်တော်တို့ဟိုကနော်မြန်မာနိုင်7နာရီပါနော်7နာရီကဲပရိသတ်တွေစောင့်စားနေတဲ့မြန်မာအသင်းကတော့ဝင်လာပါပြီနော်ကဲမြန်မာကဲအပတ်တရားကြီးလို့ရပါပြီနော် Johnson as captain number 1. PJ Alvarez number 20. မြန်မာနဲ့ထိုင်းတဲ့ကနိုင်တဲ့အသင်းကစီမီပိုင်းထဲမှာအိန္ဒိယအသင်းနဲ့ချမှာဆိုတော့ဒီပွဲရတာဘိုလီဝဲလို့ပြောလို့ရတယ်ဗျာနော်ဘိုလီဝဲရောက်မဲ့ပွဲပေါ့နော် Number 10, Mexican as Rizzo. Number 12, and Jerry Jr. as Rizzo. Number 11, Menegas, Roberto, ဟုတ်ကဲ့တက်တာပါပြီနော် Coach John Catonita. Representing Malaysia, Honorable Safwan Ahmed as captain. ကဲလာပြီပါအကျွေးမြမအမတ်ပေါ်ရအမတ်ပေါ်ဟုတ်ကဲ့ဟုတ်ကဲ့နော်ရရနော် ကဲနီးပြတွေမျိုးလေးကိုမောင်းနေပါရနော်ရှင်းမြင်ရဲ့သဘေးတွေနဲ့ Muhammad Wadi Chairman, official referee Singapore. Manjunanda Top referee India. Harun Dostan referee Singapore. ဟုတ်ကဲ့ပါအားလုံးမင်္ဂလာပါနော် Kumar, assistant referee India. Nuraddin Tanpura, line referee နိုင်တဲ့အားလုံးရှင်းကြည့်ရမယ်ဟုတ်တယ်ဗျ Ivan Tanjung, line referee ဓမ္မ Indonesia. ထိုင်းအောင်နေနိုင်ပါဟုတ်တယ် Challenge referee China. Mani Shaviri, challenge referee Iran. Players and officials. ဟုတ်တယ်ဗျဒီလိုဆိုဖားရည်အော်နာကြတာအီနဲ့နေတာဗျနားတွေကိုဥပြတ်တော့ Representing Myanmar, VNO, number 3 နည်းနည်းပြတ်ပြီပါလားဟုတ်ကဲ့ Yan Yang O, number 5, Ang Mya Yao, number 4, Rizal Chin Lun Po, number 2, Dan Yang So, number 6, ကြိုက်လားမသိဘူးနော် Min Win Ki,
Good ရတော့ပြီလားမသိဘူး so နော်လိုက်ကြည့်ရတာအဆင်ပြေလားမသိဘူးနော် Music representing Thailand ရွှေမရှိအောင်ကြီးဟုတ်ကဲ့ဗျ Tanzania number 25 တယောက်ကြီးကတော့ဒီဟာနိုင်ဖိုင်နယ်ရောက်ပါပြီဗျနော် အောင်းနိုင်စီမီဖိုင်နယ်မှာအိန္ဒိယအသင်းနဲ့တွေ့မှာနော်အခုထိုင်းနဲ့မြန်မာနဲ့ကနိုင်တဲ့အသင်းကဒီကြောက်ဖိုင်နယ်ရောက်မှာတွေ့ကြပါတယ်နော် number 21 deserve ကင်မရာတက်ပြီပါအခုကင်မရာကြည့်လို့စင်ပြေနော်ခဏလေးပါနော် Richard Tenkor number 20 manager Richard Sisuwan coach Narajit Karajan assistant coach Sahajat Sanhonjara မပေါ်ရအမလည်းပေါ်နေပြီနော် audition of the second match in Kotu Abdul Halim Kane Kenyan referee โอเค Singapore ဟုတ်ကဲ့စင်ပြေပြီးတော့နော် Dr. J. Muhammad စင်ပြေပါလေဟုတ်ကဲ့ကျေးဇူးပါဗျာနော် Azman ဒီဘက်ကွာဟုတ်ကဲ့တိုးသားနေပါလေ Muhammad Azman Azaman court referee Group Muhammad Ashraf Abdullah Sheikh referee Malaysia Bahja United assistant referee Malaysia Rohit Lago line referee Malaysia Abdul Wahab Abdul Madi line referee Malaysia Abdul Rahman ဟောဒီပွဲမှာကြည့်တော့မယ် Malaysia ဟုတ်ကဲ့ဒီမှာကျွန်တော်တို့ပွဲကမြန်မာနိုင်8နာရီနော်ဟိုဟာမလေးနိုင်တယ်ဆို9ခွက်ဆို2နာရီခွဲกว่าတယ်နော်ရှင်းလေးကိုမပြောနဲ့လေဒီစားမာတာရေးပြီးဟာတော့တယ်ပါစီပြီးပါလေကဲမကြခင်စတော့မယ်ဗျတော့တယ်ပါရွှေပေးပါဦးဟုတ်ကဲ့ကြိုးစားပါဦးဗျနော်ကျိုးသားတာငါးကောင်လို့လေဟုတ်ကဲ့ကျိုးသားနေပါတယ်ကျွန်တော်ညီကိုတွေပေါ့ကျွန်တော်ညီကိုတွေဒီပွဲကိုနိုင်မယ်လို့ထင်ပါတယ်နော်ဟုတ်တယ်နော်ကျွန်တော်မြန်မာပြည်ကမလေးရောက်မြန်မာတွေကဒီမှာအများကြီးပါပဲနော်စင်ကြီးကိုဒီဘက်တစ်ချမ်းလုံးပြည့်နေပါပဲနော်ကျွန်တော်တို့မလေးရောက်မြန်မာတွေကလည်းကျွန်တော်မြန်မာအသင်းကိုမြန်မာစိတ်နဲ့လာအားပေးရအောင်ထိုင်ကုန်တစ်ခုံ2ယောက်ထိုင်နေရတယ်ဗျနော်မဆင်းလို့ ဟာကလာပြီဗျထိုင်းပြီးဒီမှာပိုင်၄ယောက်တည်းဆိုတော့ဒီကထိုင်းပြီးဒီမှာပါလာဘူးနော်ပြီးဒီရေလူဟောင်းတွေမပါလာဘူးပြီးဒီမှာပါတွန်ဆိုင်မပါဘူးနော်အခုကလူသစ်တွေနဲ့လာတာရှေးကြီးနဲ့ဟိုလောက်ပဲရှေးကြီးတယောက်လောက်ပဲနော် ဒီနယ်ပဲ20ဘာလို့အရင်နံပါတ်1အခုကွက်ထွက်လာတာနံပါတ်1လူဟောင်းတယောက်လောက်ပဲပါရှေးကြီးတယောက်လောက်သူကတွန်ဆိုင်ရဲ့တွန်ဆိုင်ရဲ့ဒီစီရဲ့ဘုန်းကြီးရဲ့ကြံခဲ့တာပါနော်ကဲသူတို့ကမြန်မာလူဟောင်းနေတဲ့ခန်းလူသစ်အများဆုံးနဲ့လွတ်လာတဲ့အားနဲ့ကျွန်တော်တို့အခုချိန်မှာတော့ဘလို့ဘွဲရလက်တွေဖြစ်ပေါ်သွားမှကြည့်ရမယ်ဗျာနော်တော့အခုကဟုတ်တယ်ဗျခါးသီးတို့ကတော့ကျွန်တော်တို့မလို့အခြားနိုင်ငံတွေနဲ့ရှင်မယ်ဆိုရင်ခါးသီးတို့ကကျွန်တော်တို့နိုင်ငံတွေနဲ့အားနေပါတယ်ဒါပေမဲ့ကောင်းကောင်းတော့ကြိုးစားနေပါတယ်နော်ကျွန်တော်တို့အိန္ဒိယနဲ့ကျွန်တော်တို့ဟိုမှာ7နာရီပေါ့7နာရီမှာခါမှာပါနော်ကဲပွဲစပြီနော်ကျွန်တော်ဒီ၄ယောက်ကြီးကိုအရင်မဆုံးကောင်းကောင်းလေးပြင်ဆက်ပေးမယ်နော်ထိုင်းစားပဲအရင်ပြမြန်မာရစီနဲ့ကဲဒါလေးလည်းကျွန်တော်ဘေးပရိသတ်တွေကတော့အားကျုံမှန်တယ်နဲ့အားပေးနေချိုးပြီဗျမျိုးလေးတာယာဖတ်ရတယ်ကိုဒီတဲပြီကြောတော့ဟုတ်တယ်တာယာပရိသတ်ကဒီလိုဟုတ်ကဲ့လားနော်ကဲမြန်မာစတင်လို့တမတ်ရရှိတာရလက်ကီမတ်လေးရရှိတော့တယ်ကဲကိုရထုံးမယ် fight out အပေါ့ဝီဗျာကဲဟိုတဲ့စင်းကောင်းတော်ပြီးပြီအတင်းရဲ့ခေါင်းတော်ပြီးပြီဗျာဘယ်ဥစ္စာမှာအမှတ်နံပါတ်ပြအောင်ရှာထားခဲ့တယ်နော်ကျွန်တော်တို့စသိမ်းမွေးထားနေတယ်နော်မြန်မာတို့အော်တဲ့တန်လိုက်လွင့်နေတဲ့နဗန်းမွေးထောင်းလာရဲ့အောင်ကြီးကပြီးမွေးပါကားဆုံးမွေးပါဟုတ်ကဲ့မင်္ဂလာပါကဲဒီနေ့မှာရလက်ကဇီတူးနဲ့တာသီးနဲ့ထိုးမျိုးလေးဖမ်းလာတယ်ကိုယ့်ကိုတဲမယ်ကြောင်းတိုင်းဘာလို့မလဲကြောပြီးတော့ဖတ်ချတယ်
ရပေါ့ကွာဒီဘက်ကကတ်ကြပါမယ်နော်အောက်ပါနဲ့လည်းပဲပတ်တယ်လူကြီးလဲဟုတ်ပါတယ်ဗျာနော်ကဲကျွန်တော်တို့အခုချိန်မှာတော့3မှတ်0နဲ့ဥဆောင်နေတယ်ကဲကိုရတဲ့အမှတ်မိုးနေပြီဗျာနော်ဘလို့အမှတ်ဖတ်ရှာမလဲကြည့်ကျွန်တော်တင်တော့ဒီလုံးလဲထပ်ပေါက်ပဲထင်တာပဲပေါက်ပြီမပေါက်ဘူးဗျခရိုတဲပြီညာခရိုကြောမတော့ဗတ်တယ်အိုးထိုင်းအောင်မကန်ရဲဘူးဗျာနော်ကျွန်တော်တို့အခုချိန်မှာတော့1မှတ်3မှတ်နဲ့2မှတ်သာပြီးတော့နေကြကဲဒီပုံစံနဲ့လည်းစိတ်ညစ်ညစ်သွားမယ်ဆိုပထမပွဲကအသာစီးရသွားပြီလို့ကျွန်တော်ထင်တာပဲနော်ကဲ1မှတ်3မှတ်ပါဗျာနော်ထိုးပြီးနံပါတ်9ဟာဘာကြောင့်တော်သေးတာမျိုးလေးကောင်းနေဗျကိုတဲ့တဲပြီးရှိန်းလေကြောမတော့ဘာလို့မအိုးဘောင်းပေါ်ပြန်သွားတယ်ဗျာနော်ဟောတယ်ဗျာနော်ဒီချိန်နဲ့ဆိုနိုင်ပါပြီဗျဘောင်းဖြတ်ကြသွားပြီဗျာနော်ရှိန်းလေးအင်မတန်မှကောင်းလုံးပါတယ်လေးမှတ်1မှတ်ပါဗျာနော်ဟုတ်ပါကဲဟောတဲ့ဘာလို့လဲထိုးပြီး21ဖမ်းတယ်တဲပြီရှေးကြီးဘာလို့မဟာအဲကောင်ကြီးလည်းဘာလာဟိုကံမရသေးမအောင်ဗျာနော်ဒီကောင်ကြီးလည်းဒီရက်ကလည်း6ပေကျော်တော့တည်းရှိတယ်နော်ကဲထိုင်းနေနဲတော့မြန်မာနဲ့တွေ့ထိုင်းနေရင်ခုံနေဗျာနော်ဘိုက်ခေါက်လေးတော့ခုဒီမှာတော့2မှတ်4မှတ်ပါဗျာနော်အမှတ်ပုတ်ကိုမြင်ရတယ်ချုပ်ချတယ်ပြောလေဟဲ့ကြောင်းလိုက်ကောင်းတယ် very good ကြီးကြောက်လိုက်ကောင်းပါလေကွာလူလေးထုတ်ကြတဲ့ချင်းလေးကိုဆရာမနေငယ်ချင်းရဆိုတော့ကြောင်းလိုက်ခေါင်းတော့ပြီးတော့ခရိုကန်ရမှာဖိုင်မကြော်ခဲ့ဘူးဗျာနော်ကဲအနေများလာပြီဗျာနော်ပြေးပြေးချင်းပြန်စီမယ်ထိုင်းစာဘက်ကလည်းဂုံတာပြောတာနော်ရှုပ်တယ်ဗျာကဲခုချိန်မှာတော့ကျွန်တော်အမှတ်ပုတ်ကတော့မြင်ရတယ်မလားနော်ပရိသတ်ကြီး4မှတ်3မှတ်ပါနော်ကိုရထိုးပြီဟာအသာရဖမ်းသွားတယ်တဲပြီဘယ်သူတဲမလဲဟာရှေးကြီးကိုတဲတာကျော်မတော့မိပြီဟာအဲ့ပုံကြီးရလေကွာရှေးကြီးကလည်းနည်းနည်းလူကောင်းဆိုဒီကောင်းလေးလူကတော့ငယ်တာဝါကျက်နေပြီနော်ထိုင်းဖိုက်တာနံပါတ်1ကဘာတကားကြီးလာရောညီမကြီးမကဲဟုတ်ပါရဲ့ကဲလေးမတူပါဗျာအာရှကြာကြီးနဲ့သမဲအောင်ဝေးကြီးနဲ့လာရနော်မတော်အောင်ဝေးနဲ့အာရှကြာကြီးနဲ့လေးမတူထိုးပြီဟောတယ်အသားရပန်းလာတယ်ဘသူ့တဲမလဲရှိန်လေးကြောက်တော့စင်းတော့ကမ်းတယ်ဘယ်လိုကြီးအိုက်ကဲဟောတယ်ဒီကတော့သင်းကောင်းဆောင်ပြီးဦးဆောင်ဦးရဲတဲ့ကိုလူငယ်တွေကိုပြီးကြကြနဲ့တွဲခေါ်စောင့်နေတာတွေ့ရပါတယ်ဗျာနော်ဘုံမရှိကြီးဟုတ်တယ်အဲ့ကောင်အဲ့နံပါတ်1ရှိကြီးကြောင်ရင်တော့ပွဲပြီးတော့မှာဗျာနော်ကဲကိုရဲဘာလို့မလစ်ပရာထိုးပြီးပေါက်တယ်ဝေးတယ်ဗျာနော်ဟုတ်တယ်ဝေးတယ်ဗျာနော်ချဲလန်းခေါ်မှဆိုလက်ပြဝေးတယ်အာမတူပါဗျာနော်ဘာလို့ကောင်းတယ်တုတ်ကြီးကြီးအကြလေးပါလေကြည့်ပြလိုက်အောင်ချဲလန်းလေးပါလေခေါ်ဖို့မမြင်ဘူးလားငါမြင်တော့မြင်ရတယ်လိုက်တဲ့အကြီးမလို့တထိုင်ထိုးကြီးအာပိုက်ဆက်လေးပြကောင်းတယ်ကြောင်းတယ်တာယာခုတတဲပြီကြောင်းလိုက်ဘာလို့မလဲဟိုးလာပတ်သေးတဲ့စားလေးကိုခွဲလိုက်နော်မြင်တော့မြင်ရတယ်တော့လိုက်လွတ်နေတယ်မလို့ကဲခုချိန်မှာတော့ကြောင်းတိုက်ဘာနဲ့ပဲခွဲချင်းကိုကန်သွားတယ်ဗျာနော်ကျော်ပြီးတော့2ယောက်တည်းတက်ရမှာလွတ်နေတဲ့ဘက်ကိုသူရောက်အောင်ကန်သွားတယ်ဗျာနော်6မှတ်5မှတ်ကိုရီဟေးကပ်ပစ်ကလေးဘလို့ရှာမလဲကပ်ပစ်ကလေးဘလို့ရှာမလဲကြည့်နေတာတာယာဖမ်းလာပြီတဲပြီရှေးကြီးကိုပဲတဲတယ်နော်အာဝိုင်းကျွန်တော်တော့မသိလာဘူးနော်ကြလာဝေးလာမြင်လိုက်အောင်နော်ကျွန်တော်လည်းမမြင်လိုက်အောင်ရကူချင်းနေလေးပြောဟုတ်ကဲ့ရကူကကျွန်တော်တို့အခုမြန်မာနိုင်ငံည7နာရီမ4နာရီ9နာရီမှာဒီပွဲပြီးရင်ကျွန်တော်တို့3ရက်ရကူပွဲပါနော်အိန္ဒိယအသင်းနဲ့ခန့်မှာပါနော်အိန္ဒိယအသင်းနဲ့ကွာတာဖိုင်မှာခန့်မှာ
ဒါကြီးလိုက်တာဟုတ်ပါဗျာဒါကမလေးပွဲကြီးနဲ့တိုက်နေတာနော်အဲ့ဒါကြောင့်မလို့မလေးသိန်းကလည်းဟိုဘက်မှာဖိလစ်ပိုင်နဲ့ချနေတယ်နော်ကဲမြန်မာပြည်သက်တွေကတော့အင်မတန်မှများလာပြီဗျနော်ထိုင်းကုန်းတစ်ခုနှစ်ခုနှစ်ယောက်ထိုင်နေရပြီနော်၄ယောက်မြန်မာတွေအားပေးကြတယ်အေးကြားတယ်ဟုတ်ကဲ့ကြားတယ် ရှင်းရတယ်မြန် နှမျောတယ်နော်အဓိကကြည့်ရတော့မိုက်ဆယ်လက်ကရှုံးတော့တာကဲအမတ်တူဗျာ6မှတ်တူကျောင်းတိုင်းကရှစ်တော့မျိုးလေးဘာလို့မဟုတ်ကြားချင်းမျိုးလေးကောင်းလိုက်တာဘယ်လဲခန်းတော့ကိုလေးတဲပြီးကျောင်းတိုင်းခွဲချင်းကောင်းလိုက်ပါဗျာအပပဝင်းကြီးကဘယ်လောက်လဲဆို30ပါနော်ဟိုကဝင်းကြီးက30လို့ပြောပါသတ်ဖို့မရှိလို့30လို့ပြောပါနော်30သူတို့ဝင်းကလာအဲ့လို30ပါရီလို့ဆိုဒီခုနမှ6မှထိုးပြီကိုလေးပေါက်ပြီအချိုင်းသွားပြီအားလုံးကတဲပြီရှိဘေးကန်လိုက်တာတော့သားပြီတော့စားလိုက်ပါပြီတော့စားပါပြီနော်အောင်ကြီးရွှေအောင်ကြီးဟုတ်ကဲ့ကျေးဇူးပါလေးရှာကွာလန်လပူမှာပါဗျာနော် တော့မိပါနဲ့ကြောင်တော့ကြည့် ဟုတ်ပါရဲ့ကြောဘတော့တလုံးကျောင်းတိုက်ရဲ့ကြောကိုမှန်ပြီးတော့တမတ်ရရှိသွားတယ်10မှတ်6မှတ်ကဲ6မှတ်10မှတ်ကိုကျွန်တော်တို့6မှတ်10မှတ်ကိုရစီတက်ပါဗျာနော်အင်းများတက်သွားပြီလောက်တဲ့ကိုကြီးလည်းဟုတ်ကဲ့ကျေးဇူးပါဗျာနော်ကဲဒါကကွန်ထိုင်ထိုးပြီဘာလို့ဟာဘောလုံးကြီးဦးနေပြီလားအဲ့ဒီဦးနေပါပြီပြာခတ်နေပြီနော်အဲ့ဒီချွတ်တယ်ပြီဗျFinal go to final ကိုမချောင်းမကိုတဲ့ကိုပြီဝိုးနည်းနည်းလေးအလင်းငိုက်ကိုဖြတ်ထိုးရနော်အလင်းငိုက်ကိုဖြတ်ထိုးရမှာပိုက်မတော်ခဲ့ဘူးဒါပဲကွာမြန်မာတိုင်းနဲ့အဝါကမြန်မာသားကိုမဟုတ်ပါဘူးဗျမြန်မာကအမဲအောင်ပါအမဲနေလေးပါနော်အဝါကထိုင်းလန်မှာနော်ပထမဝက်မပြီးသေးပါဘူးအခုပထမဝက်9မှတ်9မှတ်နဲ့ရတိတက်ပါနော်ရိုးလေးဖတ်တာကြီးကွာတဲ့ဘယ်သူတဲမှာကြောင်းထားကြောဘတော့အပေါ်ကချိတ်သွားတယ်လာပတ်ပါပဲနော်ဟုတ်ကဲ့ပါမင်္ဂလာပါဝေးလို့လာမရဘူးဗျာဒီအိမ်ကကြည့်ဟုတ်ကျောင်းသားကျွန်တော်တို့ခြေနဲ့တော့ကောင်းနေပြီ10ဘက်9ဘက်နော်ကိုလေးပိုက်ထောက်ထောက်ဦးပြန်နော်တဲပြီဘယ်သူတဲမှာလဲညာကရိုညာပေါင်း21ဝိုးရော့ကင်ပြီးမှတ်နေရဗျနော်10မှတ်ပါဗျနော်ကျွန်တော်တို့လေးတမတ်ကနေပြီးတော့ကျွန်တော်တို့ခုကတမတ်သားကြီးရတယ်ဗျနော်ထိုင်းနဲ့ပြတယ်ဟုတ်ပါတယ်ထိုင်းကပြနေပါလေထိုင်းကအမတ်အောက်ကနေသိမစိုးတော့ဘူးကိုရှင်းလေးကောင်းတယ်ကောင်းပါလေကဲလက်ဆက်ငါဝင်စားပြီထိုးပြီပြီးတော့မျိုးလေးတာရဖတ်လိုက်ကိုတဲ့ရှိန်လေးဟာကြောမတော့ဟာရက်ဆက်ပါပြီကွာအိုးရှိန်လေးကြောတော့ဘုတ်ဘေးကပုံနှန်းလေးဒီဆင်းသွားတော့နော်လစ်ဘရာတိုင်းကလစ်ဘရာ25အတကုံလိုက်တယ်ဗျအဲ့မှာလေရှေးကြီးကလည်းတမတ်မရရအောင်ကံပြတယ်နော်သူတို့လည်းအင်မတန်တင်းဝက်ပြေးလာတဲ့အသင်းလို့ပြောလို့ရတယ်ဗျနော်ကဲမြန်မာကိုတဲ့ဖိုက်ထောက်မလို့ထင်ပါတယ်နော်စေးရတာကြောတော့ဆက်သွားရရှင်းလေးခိုင်းရတာရှင်းလေးခိုင်းရတာကြောပြင်ပြောတင်လာဆက်သွားရနော်ကျွန်တော်တို့တော့လည်းအဲ့လိုပါပဲကျွန်တော်ဒီထဲမှာတော့ရန်ကုန်မှာတော့စပါတင်20ဆွဲပေးရတဲ့အချိန်မှာကျွန်တော်လည်းကြောတက်ပေးရတဲ့အချိန်မှာကြောမှာချင်းရှိုးရတယ်နေတိုင်းပါပဲနော်ခုတ်ပေါ်သွားမှန်တယ်လေကြောကဒီကောင်လေးဆက်တယ် ချမ်းမင်းက
ကျွန်တော်ကစကိုင်းတိုင်းရပါနော်စကိုင်းတိုင်းကြာရင်ပြည်ပြီးတော့ဆက်ပြကြည့်ရပါမယ်နော်ဘဘလော့ချက်တယ်ဟုတ်ကဲ့ပါဗျာနော်ကျွန်တော်အကောင်းဆုံးကြိုးစားပြီးရှင်းပြပါမယ်နော်ကဲအခုချိန်မှာတော့10မှတ်9မှတ်နဲ့မြန်မာထိုးမှာနော်ကဲကြောပြီးတော့တယောက်တစ်လုံးပြန်စားတာညရတယ်နော်အခုချိန်မှာတက်ချင်းရဘယ်သူမှမမသေးဘူးဗျာနော်ရေချိုးမှသိမှာဟုတ်ပါဗျာရေချိုးရင်တော့သိပါဗျာဆက်ပြတိုင်းဆက်မယ်ရေချိုးရင်သိမယ်နော်အမတ်တာကြီးကိုကွာဟုတ်ကဲ့အမတ်ကအရင်ကြီးတော့မသားဘူးဗျာကြောပြီးတော့တစ်လုံးပြီးလို့2မှတ်တာလာပဲရှိတယ်နော်ဒီတစ်ပတ်သေးတဲ့တင်းကစားပဲပေါက်ဖို့ဆိုတာမလွယ်ဘူးနော်ကြောပြီးတော့ဒီကလို့ဟုတ်ပြီဟုတ်ကဲ့ကြောပြီးတော့တက်နေပါနော်ရကံပါဗျာဒီပွဲပြီးရင်ကျွန်တော်တို့ပွဲပါနော်3အောင်ဒီခါစီတို့ပွဲပါနော်ကျွန်တော်တို့မြန်မာနိုင်7နိုင်ပါနော်ခိုင်းကအဝါပါခင်ဗျာနော်မြန်မာကမဲ့ကဲကိုရတဲ့တင်းကောင်းဆုံးပြီးဘလို့ရှာမလဲကြည့်မယ်ထိုးတယ်ဘဲတယ်ပေါက်တယ်အဲ့ဒါပြောတာအဲ့ဒါပြောတာနော်အဲ့လိုပါပဲကျွန်တော်ပြောအသိကောင်းတော့ပြီးပြီနော်ဟိုအသိသားတွေမှားသွားတဲ့အတိုင်းကကိုမှစပင်းနဲ့တမတ်ရအောင်လွယ်ကူပြန်ရှာပေးလိုက်တယ်နော်စရမကိုပဲပါလေဘယ်ကတော့မဟုတ်ပါဘူးနော်ကဲထိုင်းစားပဲထိုးပြီဝင်သားပဲအသားရပဲမျိုးလေးပတ်လာတယ်ကိုတစ်ချောင်းတိုင်းတဲလိုက်ပြီကျော်ဘရောဟာကျော်တော့မိပြန်ပြီအရှိကြီးတဲမှာတိတယ်ကဲကျော်ဘရောမိုင်းလိုက်တာပူစီယာကျော်ဘရောတွေနှလုံးရှိပြန်နော်စားနေတာနှမျောတွေကကောင်းလိုက်တယ်အင်မတန်ချင်းလေးကန်တာတစ်လုံးကြောင်းတိုက်ကန်တာတစ်လုံးဒါပေမဲ့ဒီကြောကြီးတွေကိုအပေါ်ကထွက်ဖို့ဆိုတာလည်းမလွယ်ဘူးပြန်နော်တက်နိုင်တော့အစင်ကန်ဖို့ပဲဖြစ်နိုင်မယ်ထင်တယ်ဗျကဲစားပဲတစ်လုံးရတာမှနှမျောစရာပြန်နော်ကဲပါ7မှတ်10မှတ်ပြန်လာပြီတိုင်းအောင်ခေါ်လိုက်ပါပြန်နော်ကဲဗျာဒီမက်လေးနဲ့ရလိုက်လို့ရနော်12မှတ်9မှတ်နဲ့3မှတ်တော့ပြတ်သွားပါပြီနော်ကျော်ကြီးအဲ့အရှိကြီးမှသွားမှန်ရတယ်လို့ကွာဟိုဂျပူ3အောင်မှန်ရတယ်ဂျပူ2အောင်မှန်ရင်မသိဘူးဟုတ်တယ်တော့လေမိအောင်အတန်ကြီးလားနေကလာတယ်ဒီကွက်ပြီးမှနေဟုတ်ရင်မကြီးမဝါတော့ဟုတ်ကဲ့ဟုတ်ပါတယ်ဝီးလို့ဟုတ်ကဲ့ကဲကျွန်တော်ဒီပွဲလေးတော့ပြီးအောင်လွှင့်ပေးခဲ့မယ်နော်ဒီပွဲပြီးရင်ကျွန်တော်တွေးမှုသွားလောက်ရမှာနော်အဲ့ဒါပြီးရင်တော့ဒီခက်ကစားရမှာဖြစ်ပါတယ်နော်ကျွန်တော်တို့ကအိန္ဒိယနဲ့ပါဒီ၄ယောက်ကြီးပွဲတွေပြီးတာနဲ့ကျွန်တော်တို့ပွဲပါနော်ကိုကြီးကမြင့်မှုမျိုးနဲ့တီးတောင်းဆက်ပြကြီးပါလေးရပါနော်တီးတောင်းရတာပါမနဲ့သွားမဲ့သူတွေဟုတ်တယ်ဗျဂျပုတွေရှိတယ်ဗျချွေးရဲ့အောင်ကြီးအားပေးနေတယ်နိုင်ပါဘောအောင်ကြီးခွဲခြင်းကန်တာလို့လေပါအောင်ကြီးခွဲခြင်းကန်လို့ဟောပေးဟုတ်ကဲ့သူတို့ကန်တော့ကန်နေတယ်ထင်တာပဲနော်ကဲဘာကလည်းချိန်နေတယ်နော်ဘာကလည်းမလေးနဲ့ကလပိုင်းနဲ့လည်း7မှတ်မလေးရတာနော်ဒီမှာလည်း7မှတ်10မှတ်ပြအမှတ်တွေတော့မကွာဘူးကဲခေါ်တယ်ဘာလုပ်မလဲဝေးကျိုးသားတယ်ဗျနော်အမှတ်ကိုရင်းထိုးတယ်ဗျဟုတ်တယ်ကောင်းလေးဘရောကင်ပြီးဖို့တော့မလွယ်ဘူးဒါအမှန်ပဲဗျနော်ဒီစာပစ်နဲ့ယောဂပေးနိုင်တဲ့အနေအထားတခုမှာဒါဘိုက်ချောက်ရှာကြည့်တာပေါ့နော်7မှတ်တူနေတယ်ဗျကဲရစီနဲ့အမှတ်ရအောင်တက်သွားလို့ဒီတော့ဆင်းပြတယ်ဗျနော်ကဲဝင်စားပြီးထိုးတယ်အตาရပဲမျိုးလေးခေါင်းပန်းတာဟာကိုရလိုက်တယ်ပြီဘယ်သူကံมาတော့အကြောင်းတိုက်သွားပြီဗျာမိုက်တယ်ဗျာအနေများတယ်ဗျာနော်အသိပေးတော့တာတဲချင်းနိုင်ငယ်လေးနှိမ့်သွားပြီးတော့လယ်မှာရောက်တဲ့နေရာတစ်ခုမှာဖိုက်တာ2ယောက်သူကန်ကိုကန်လို့ဘာလို့ညာလို့နဲ့ကျွန်တော်တို့ကြောက်တော့ပြီဗျာနော်အနေများတယ်ဗျာဒီမက်ကိုကဲကိုရရေကိုရကဲမလားအော်ကိုရမဟုတ်မျိုးလေးပုတ်မယ်သိကြတယ်ဒီတော့ဟုတ်လား very good
သွားနဲ့ချင်းမရင်မျိုးလေးပြီးသားပါပြီလေဗျာနော်မလေးကောင်းလိုက်တာအပပပဒီလိုပဲချစ်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ကျိုးသားနေပါတယ်ဒီမအေး very good ဒီကွာဒီလိုကဲရေခုံတွေကအမှတ်တွေရောက်ကြည့်လိုက်12မှတ်တွေပြကဲဒါပြတားရကောင်းတယ်ဗျပိုက်တို့ပါနော်ကျန်တာပြဘုံဟုတ်ကဲ့ဗျာကျွန်တော်နောက်ပွဲကျတော့ပွဲဟွာရှိလို့ဗျာနော်လူချင်းသွားပြီဗျာနော်ဟာလူတွေချင်းနေပြီဗျာဘာလို့မလဲမသိဘူးကျွန်တော်တို့မျိုးလေးစာဘက်ကနံပါတ်9စီပေါက်သွားရမှာ73မှတ်တို့ရောက်ရှိသွားပြီနော်ဘာလဲကဲနံပါတ်9နဲ့ဒီကားလဲလိုက်ပြီလို့လေဘသူ့ကိုထုံးမယ်ကြည့်မယ်ထိုးပြီ14ဟာပေါင်းတယ်ဗျာတာယာဖန်းသွားပြီရှေကြီးကြောမတော့တယ်ကန်လန်းဩဒီကောင်တော့ဆဲမိတော့မှာဒီကောင်ဘေးကိုမကန်ဘူးနော်တာယာကြီးပဲနော်တက်ကန်တာကဲဗျာ73မှတ်တူပြနော်အားမအမှတ်တရရင်ကုန်တရားကောင်းတဲ့အမှတ်တွေနော်အမားမခံဘူးဗျာရကြီးတယ်လေရှေးကြီးနဲ့ကွယ်ထားရင်ကဲဝင်ထိုးလိုက်ပြီကျောင်းလိုက်ခေါင်းသားရတောက်တာလေဘယ်သူတင်ပါလဲကျောင်းတိုင်းကျောင်းတော့1 2 3အိုးဒီကိုစစ်တော့တာခေါင်းလိုက်တာကျောင်းလိုက်ရဲ့ဘယ်သူကြည့်ပါကဲအတင်းသားတွေရတာဒီချိန်မှာလုံးဝ very good ကြည့်တယ်နော်ကဲ14မှ3မှနဲ့ရကဲပါလေချင်းမြင်ပါလို့မပို့မလားတိုးမလားပို့ပြီထိုးလားအိုးတာရပတ်လာပြီရှေးကြီးဘေးကန်လားဒီကောင်ကြီးရလေကွာအားကောင်ကြီးရောနော်ဘယ်ဒီကန်လို့ကန်မသိဒီကောင်ဘေးကန်လိုက်စမ်းမတလုံးတော့မြမပြီးကိုလည်းခေါ်တာအများပြီးကိုအပြီးခေါ်တာလိုက်ဘေးတလုံးတော့ကန်လိုက်လေ14တူပါဗျာနော်လွင့်တာပဲဟာလို့မှညာဟောလို့မလေးရကဲဗျာအားလုံးရင်ခုန်တရားကောင်းနေပြီနော်ကျွန်တော်တို့သွေးပူတော်သွားမလုပ်နိုင်ဘူးဒီပွဲပြီးတော့ကျွန်တော်တို့သွေးပူသွားလို့တော့မှာနော်ကျွန်တော်တော့အကြည့်ပြန်ခွင့်ရှိပါတယ်တရေကားပဲဟုတ်ပါတရေကားတစ်စီကားကြည့်နေရတယ်လို့ရင်တစ်ထိတ်လေးနဲ့နော်14ရော resistant မှာဆိုတော့ဒါကိုယ့်ဘက်ကတာသီးပဲရပါတယ်နော်ကဲစားရမယ်ဗျာနော်ရှေးကြီးတော့ကလည်း blocking ရောက်သွားပြီblocking ရောက်သွားပြီဗျာနော်ရှေးကြီးကပဲအားလုံးပေါ့ရှေးကြီးဟာထိုးတာရှစ်ချတယ်ကြောတော့တဲပြီဘာလို့မအောင်ကြောက်လိုက်ဖက်ချပြီပို့ပြီးတော့ကြောက်လိုက်ရလုံရဲလိုက်တာကြောက်လိုက်ရကနေများတယ်ဟောရပါပါအနေကားကြညစ်တယ်လို့တော့ပြောလို့မရဘူးဒါပြိုင်ပွဲရဲ့ viewer တစ်မျိုးပေါ့နော်ကဲမျိုးလေးထိုးလိုက်ပို့ပြီမိုက်တာမျိုးလေးမိုက်တာမပို့တယ်ဘယ်တော့ရှေးရတိုင်းကောင်းတော့မပို့တယ်မပို့မှာဒီချိန်မှာ
မပုတ်တင်တော့ဘူးတဲ့စားပတိပြိုးပြောင်းနေကြ14ထိုးမယ်ပိုက်တဲ့ထိုးပါပိုက်တဲ့ထိုးတယ်ကြာတာကဲမြန်မာတိုင်းရောက်ခရပြီ15မတူပြအင်မတန်ကြည့်ကောင်းနေပွဲပဲเนาะကျွန်တော်မနေ့ကပညာပေးထားတယ်လို့ပါပဲเนาะညနေပွဲပွဲအောင်ကြည့်ရမယ်ဆိုတာတကယ်ကိုပွဲကြီးပွဲအောင်ပဲเนาะ15မတူအဲ့တော့သွားမလို့ပဲတော့ဟုတ်ပါဒီပွဲပြင်သွားမယ်နားတော်နေရ20ပွဲမှမလားဟုတ်ကဲ့တော့ပြတ်နိုင်ညာဘက်ဟုတ်ကဲ့ဒီညဘက်တော့ဝင်ကြံပါပါเนาะကျွန်တော်စော့မှာပါဖိုက်တာလည်းတယောက်တည်းပါတာပါเนาะအရင်မပါပါဘူးကျွန်တော်တော့တည်းခိုင်းနေရအရက်ရှင်နေတာတော့အားကုန်တော့မဟုတ်တယ်ဗျနော်ရင်ခုန်တရားကြီးပဲနော်အနေများတယ်ဒီဘက်တည်းအမားမကန်ဘူးကဲဘုံတော့မရှိကြဘူးအဲ့လိုမဟုတ်ပါဘူးနော်ကျွန်တော်တို့ဘယ်လိုပြောမလဲဘယ်လိုမှမပြောရပါဘူးနော်second number game နံပါတ်ပြက် receipt တာမယ်ဗျဒီလုံးမြန်မာစစ်တက်သွားနိုင်မယ်ဆိုတော့ game point ရောက်ရှိပါမယ်နော်ကဲစလေးတို့ပိုက်တို့ကွာရစ်ချတာဗျတဲပြီဘယ်သူလုံးမှာတော့ဟိုရပါဗျာ3ယောက်မတက်ပဲ2ယောက်တက်တဲ့ချိန်မှာလွတ်ထွက်သွားတယ်နော်ကဲရွှေမြမဟုတ်ပါဗျာကဲချင်းမြေမျိုးလေးထိုးသမ်းပါဘိုက်ထုတ်တွေပါထိုးသမ်းပါဟုတ်ဗျာလုပ်ပြန်အနေများကောင်းလိုက်ရမဟုတ်ဘူးဘက်တော်ကောက်ဟိုဒီဘက်ကနေချက်ကောက်သူတို့လည်းအနေများတဲ့လုပ်ကိုလုပ်တယ်နော်ကဲဗျာဘယ်လောက်ရင်ကုန်စရာကောင်းလိုက်မလို့ဗျာ16တူကျွန်တော်တော့ရင်ကုန်မှုတွေဗျာဒီအမှတ်ကိုနော်ကျွန်တော်တော့ကတော့ AUG game မှာအင်ဒိုနီးရှားမှာ16တူနဲ့ ready ဖတ်တယ်တဲ့အချိန်မှာမျိုးလေးနဲ့ကျွန်တော်လည်းအရန်ကိုရင်ကုန်ခဲ့ရတဲ့အမှတ်ကလေးပေါ့နော်နိုင်လိုက်လို့ကတော့ဘယ်လောက်ရတာရှိနိုင်မလို့ဗျာနော်ကဲဘာလို့မလဲကဲ16တူပြန်နော်တမက်ပဲအားပြီးတော့ကဲဝေးကြည့်ရဲလားအဲ့ကောင်ဘိုက်တဲ့ထွက်လိုက်တော့ဘိုက်တဲ့ထွက်လိုက်တော့ကြည်ရဲလားဟေးตาရတော့တာပြီตาလေးပဲဖတ်တာလေတပီးကျောင်းတိုင်းဘယ်ဒီကိုကြည့်ပါဗျဘယ်ဒီကိုကြည့်ပါခင်ဗျကဲပထမပွဲငယ်တော့နိုင်တော့ရနော်ပထမပွဲနိုင်သွားတယ်ရှင်းရတယ်ရမ်းမဖြစ်ကြည့်တော့မယ်တော်လေးရဟုတ်တယ်ဗျာတော်လေးရဒီကောင်ကအဖက်နေတယ်နော်နောက်ဝဲခက်လွဲမှာနိုင်ရမည်ညီမဟုတ်တယ်ဗျာနိုင်ရမည်
မှညင်ရောတယ်ကွာဟုတ်တယ်ဗျာပွဲပြီးမှပဲညင်ရတော့ဒီပွဲဆက်ဆောက်ကြည့်မလားဒီပွဲလည်းရင်ကုန်ကြပဲနော်ဟုတ်တယ်ဗျာလားကွာလာမှရင်ဆုံးတော့ပါဗျာပွဲစားရနော်ဒုတိယပွဲပြန်စားရနော်နားလေးဦးရအောင်နားလေးလို့တွေ့နေရတာပေါ့ဟိုပါလေဗျာကျော်ဝဲနိုင်ထားရနော်ဝါရတော့ကာမာအပင်းတော့အာကြီးမပါဘူးလားမပါဘူးဗျာဝါမီးရပါကွာနိုင်ချင်းနေလို့ဒီလိုတော့ချားလို့ပြောရစပြီဒါတော့ဒီပြရောမှာပထမကွာတော့မနိုင်လာပါတော့ဒီချက်ကြည့်တော့မကောက်1 2 1တော့ trying to number 1ဆက်လက်အောင်ကြိုးစားတာပဲအေးကြိုးစားနေကွာအာပိုက်တော့ကွာအမတ်ကအကိုကြီး1-3ပါဗျာညီမ1တိုင်း3မှတ်ပါဗျာတိုင်း3ပါအမကတော့အောက်ရောက်နေပြီဗျာကျော်တော့ကောင်းနေတယ်ဟုတ်ပါနဲ့ချဲလန်ခေါ်ထားပါဗျာနော်နဲ့ချဲလန်ခေါ်ထားပါရဲ့ညီမဘက်ကနဲ့ညီမကပွဲကမြန်မာနိုင်ထားတာဗျလုံးမသိကြပြောတော့များသေးဘူးကြာနော်ဒီမက်ကသွားသေးတော့ကြာဘောနဲ့ကွာသားဟုတ်တယ်ဗျာပေါ်လို့ပါဗျာရိုက်တော့ခေါင်းပြောက်ရိုက်တော့ကျော်တော့ထပ်မိရဗျာကျော်ပြီးတော့မိပါတယ်ဗျာနော်ရှင်းနေလားဝေးရတယ်ဗျာလေမားတော့ရှိကြတယ်နော်ဗျာမား
တိုင်းအောင်ခေါ်ထားပါလေဗျာနော်တိုင်းအောင်ခေါ်ထားပါလေ ပုံမှန်လို့စစ်ဆော့ဆိုရင်တော့စစ်ဆော့ ဘောရဘောရ လာနေကြရအောင်တော့ နံပါတ်5အကြောင်းတိုက်ပါအဝဲမဟုတ်ဒုတိယပွဲပါဗျာနော်ပထမပွဲမြန်မာနိုင်ထားပါတယ်ပေါ့ပြီးမြန်မာရေးအားပေးကြရမှာကြားရပေါ့ရတော့မဟုတ်ဘူးဗျာနော်တို့လည်းကစားနေရဆိုအကောင်းဆုံးကစားနေရပါပဲဟုတ်တယ်ဗျာမပေါ့ဘူးလေနော်ဟုတ်တယ်ဗျာသူလည်းအဲတော့လုံးမယ်ပေါ့နော်ကွင်းထဲမှာဆိုမြန်မာအမတ်မဟုတ်ဘူး sorry ပါအမတ်ကဝေါမြန်မာဓမ္မထိုင်းကားမှာပါဗျာနော်1-5ပါအမတ်ကဟုတ်တယ်နည်းလုံးရနော်တော့ကင်းတော့ ဘောရတော့ဆော နိုင်မှုမစင်တော့မဟုတ်ဘူးပေါ့ဗျာသူလည်းကစားတော့ကစားနေရနိုင်နေတာပါနော်ကစားသမားဆိုပိုးနိုင်နေပါလေဗျာကိုတဲ့အမတ်ကစစ်ဝမ်းပါဗျာနော်မြန်မာဓမ္မထိုင်း6ပါကောင်းတယ်ဗျာလိုင်းတူလိုင်းကြပါနော်ကောင်းလိုက်လိုင်းမယ်လန်အောင်ကောင်းတယ်ဗျာဘောရတော့ဆောအမက7-2ပါနော်ထိုင်းခုနမှမြန်မာ2မှတ်ပါဗျာအဲ့ဒီမြေကိုဒီပါဟုတ်ကဲ့ပါဗျာကောင်းတယ်ဗျာနော်ကိုတောင်းနိုင်ဗတ်ထားတာကောင်းတယ်ဗျာအသာရပဲဒီအောင်ဒီပြောခိုင်းတာသူကဆော့လို့ရအောင်သူကတော့လည်းဆော့တာဗျာနော်ဒါမှမဟုတ်ဒီကိုတင်းရဖိုင်နေဆော့ရတယ်ဒီနဲ့ကွာတာဒီအောင်တစ်မျိုးပဲဆော့ရတာဗျာဟုတ်တယ်ဒီမက်တွေပေါင်းဆိုနိုင်သွားတယ်ဟုတ်တယ်ဗျာဒီမက်တွေပြောလို့မရအောင်လူစင်နယ်မက်တွေဖြစ်တယ်ဗျာဟေးကွာပိုက်တော့ပြီးတော့မပေါ့ဘူးကွာကျွန်တော်ကမြန်မာနိုင်ထားရယ်နော်ရှင်းမဲ့3မှတ်နော်ရှင်းမဲ့3မှတ်တိုင်းရိုးတိုင်းရိုးတော့သေးရရတယ်ဗျာနော်ပထမဝဲမြန်မာနိုင်ရတယ်ကိုတော့ကောင်းတယ်ကောင်းတယ်နော်
ကမြင်ရတာဗျအမကနော်အမကဟိုမှာအမပါပါတယ်နော်မြင်ရတာလေးမတ်10ပါပါဟုတ်တယ်ဗျာနောက်ပွဲကြမှာစီအေးစီပါဒီပွဲတိုင်းပြန်မရမယ်ဗျာ မြန်မာလေးမှာထိုင်းရဆမ်းမှာ ဟိုလေးစပြီးကြောင်းပါလေကျောင်းလိုက်ထိုးမရဘူးလားစားဖို့နိုင်ထိုးမရဆိုတော့ထိုးလို့ရပါတယ်ဒါပေမဲ့စားပိတ်က2ပေါက်ပါတယ်ဗျကိုကထင်းနဲ့ကိုမင်းနဲ့ပါတယ်ဆိုတော့စားပိတ်ကအဲ့လောက်မလုံးဘူးဗျ စာဝါရီကလူလဲပါလား ရှုံးပါဘူးဗျထိုင်းရဲ့အတွက်အနည်းမရှုံးပါဘူးပထမပွဲနိုင်ထားပါတယ်နောက်ပွဲလည်းအများကြီးကြည့်လို့ရပါသေးတယ်နော် မြောက်လေး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  လွင့်နေသူကပြီးပဲလွင့်နေသူကဘူပါလို့ ဒီပဲဒီပဲ ဒီနေ့ခုံးနေဟုတ်တယ်ဗျာနော်ဒီနေ့ခုံးနေကောင်းတယ်ဗျာကိုရှိန်လေး40ကန်သွားနော် ကဲကိုကြီးတို့ပြောတဲ့အတိုင်းခြေလုံးဖို့လာပါပြီဗျာနော်ခြေလုံးဖို့လာပါပြီဟုတ်တယ်ဗျာခြေကြီးကလည်းကောင်းတယ်ကောင်းတယ်တစ်ပေါင်လေးကန်နေဆိုရင်ကောင်းတယ်ထိုင်းမှာဖိုက်တာတွင်းနေကောင်းတယ်ခါကြောက်ပါတယ်ဒီရကြော်တယ် စားပြီးရရိုင်းတယ်ရှေးကြီးကလွတ်ကောင်းတယ် ဟုတ်တယ်စားပြစ်ဒီကစားပြစ်တွေကကောင်းတယ်နော်ထိုးရတယ်ရိုင်းတယ်ဒါပေမဲ့ဖိုက်တာဟိုကဖိုက်တာတက်ရှင်းရပြက်တယ်ဗျာ ရှေးကြောက်ကောင်းတယ်လွတ်ကောင်းတယ် တော့မှထိုင်းရမှာ ထိုင်းရဆမ်းမှာ မလေးတို့ပြပါအမက်ကကိုကြီးပြထားတော့12-5ပါ12-5 time 7မှတ်ညီမ9မှတ်ပါပထမဝဲမြန်မာနိုင်ထားတာပါ ငါးမှတ်ထိုင်းရ13မှာပါဘယ်တော့ဆုံးမများပါဘူးတော့အဲ့ဒါကားလို့ လူလဲလူလဲ ကမရမယ်နော်ရှုံးပါပြီလေဟုတ်တယ်ဗျာဒီလိုရတော့ရှုံးများပါရမယ်နောက်တစ်ပွဲရှိသေးတယ်နော်မြန်မာခမပွဲနိုင်ရသေးတယ်နောက်တစ်ပွဲရှိရတယ်ဗျာရှင်းလန့်ခေါ်လာမြန်မာရပါပါလေနော်
ရှုံးသွားပြီဗျာနော်တယောက်ပဲရှုံးသွားပါပြီဒါကတော့နောက်ဆုံး3ပွဲမြောက်ပါဗျာနော်အဆုံးဖြတ်ပွဲကြည့်အောင်ပါဖြစ်ပါတယ်3ယောက်တွေ့ရလဲရှုံးတော့ပါတာပါဗျာနော်ရှုံးလိုက်ရင်မြန်မာပဲနေနေတယ်ဟုတ်တယ်ဗျာအဲ့လိုဖြစ်နေအောင်မြန်မာဒုံတော့ဟုတ်တယ်ဗျာဟုတ်တယ်ရှုံးတော့ပါဟုတ်တယ်ဗျာစိတ်မပါဆုံးတော့တွေ့ချင်တာလေနော်အနိုင်တော့နော်ပြန်စပါပြီနော်ဒီကောင်စိတ်လို့သွားကြအားပေးကြတယ်ဗျာမကတဲ့စီမီမှာအိန္ဒိယနဲ့လားဗီယက်နမ်နဲ့လားမသိဘူးနော်နေရှာတော့မသိဘူးဗျဟုတ်တယ်ဗျာဒီဘက်ငါတို့လည်းဒီဘက်ညီမစားမယ်နော်ပိုင်လို့ဝဲမကအခုမှစားတာဒီအဆုံးဖြတ်ပွဲရနော်လောက်ပါကျုပ်ကဝါခကောင်းနေတာနော်ကိုကျော်လိုက်ကန်တာကောင်းနေဗျာမြူးလေးဆော့အောင်ဟုတ်တယ်ဗျာနော်မြူးလေးဆော့အောင်နော်တို့မြူးပါနော်နိုင်တော့တော့那个注意吧，喏，这楼梯呗，这楼梯路面呗，这楼高的多了。好这边咱凶车吧，凶车的跑嘛边。高那边，你妈要他妈开下雨喽。ဟုတ်တယ်နော်မှတ်ကတော့လက်သတိပါညီမမိုးပါပြီဗျာနော်လက်သတိပါညီမသုံးမှတ်ပါနော်ဟုတ်ဘူးဗျာထိုင်းရပြည်နယ်ကိုရှုံးသွားလို့ပါနော်ငါအဲ့ဒီလိုအုပ်စုကြည့်လာမဟုတ်ပါဘူးဟာကြောတော့ဝေးပါတယ်ဗျာနော်ရှင်းကြတယ်ကြောင်းနိုင်ကန်နိုင်မရမယ်ဟုတ်တယ်ဗျာအသုံးဝဲပြောက်ပါဗျာနိုင်ပါလိမ့်ကွာဟုတ်တယ်နိုင်ရမှာဗျာနော်မျိုးလေးတော့လည်းကြီးသားတော့ဘယ်လိုရှင်းတော့လဲဒီနောက်မှာနော်ပါနော်မက်ကတော့ထိုင်းတက်မှတ်ညီမ3မှတ်ကြာနော်ညီမမိုးနေပါလေ
မြန်မာဆိုတာအာရှကြကွာဟုတ်တယ်လားမြန်မာဆိုတာအာရှကြဒါပဲကိုကြောင်းလိုက်ကောင်းနေတာနော်နိုင်သွားပြီဟုတ်တယ်နိုင်ရပါနော် sorry ဗျာအားပေးနေတယ်ဟုတ်ကဲ့အားပေးပါဗျာအားပေးနေကွာမက်ကတော့ခိုင်းနံပါတ်မြန်မာ၄မှတ်ပါဗျာနော်နိုင်ပြီကွာဟုတ်တယ်လားပထမဝဲပဲပထမဝဲထိုင်းနိုင်လားမြန်မာနိုင်ငံကဒုတိယဝဲထိုင်းနိုင်တာအခုကတတိယဝဲပါနော်ဟုတ်တယ်ဗျာဒီဘက်နိုင်ပြီလေနိုင်ရမယ်နော်မြန်မာနိုင်ရမယ်ကြည့်ရမယ်ကွာကိုတောင်းလိုက်ကိုရှိန်လေးကောင်းနေရနော်ကိုရှိန်လေးတော့တော့ဘောကဲပါနော်ကိုကောင်းပါလေဗျာရှိန်တွေဘောကဲတော့ကြော်ပြီးနော်ညင်မိုင်ဆိုတော့ကြော်ပြီးတော့အပေါ်ကနေကန်တာနော်ကိုရှိန်လေးကနိုင်ပါပါနော်ဟုတ်တယ်နော်နိုင်ပါဗျာမြန်မာနိုင်ရမယ်နော်လာပြန်လာပြီဟုတ်ကဲ့လာခဲ့ဗျာနိုင်ပါလိမ့်ဒီဘက်နိုင်ပါပါစားရပေါ့ကွာကျော်တော့မီးလိုက်တော့အာကျော်တော့မီးကွာကတ်ကြပါငါဘယ်လောက်လဲဆိုကိုကနေရရင်ဟိုးဘက်တောင်းလေးပါဟိုးဘက်တောင်းလေးပါဗျာနော်ဘယ်လောက်လဲမှာအမက်က5-3ပါ3-5ပါတိုင်း3ပါညီမ9မှတ်ပါနော်ညီမအမက်မိုးနေပါရှင်လုံးကနောက်ပါလားနော်အရန်ထိုင်ရတာဝေးဒါပဲညမှာ6မဲ့ထိုင်း3မဲ့ပါနော်အားရမယ်ဟုတ်တယ်လားတော့ထားကဘယ်သူကကော်ပြီးကြကွာဒါချေးဝဲမဟုတ်ဘူးလားဟာညောစရာကြီးကွာမက်ကတော့ပိုးစစ်ဖြစ်သွားပြီနော်တိုင်း၄မှတ်မြန်မာ6မှတ်ပါဒါပေမဲ့မြန်မာတွေမိုးနေတော့မယ်မက်ကတော့ဟုတ်တယ်ဗျာမလေးရှားရင်ရှင်ပါဗျာမလေးဘောကမလေးရှားမှာပါရမ်းပရာကြီးမမှန်းနေတာနော်အချူကာပါဟေးဒါပဲကိုကြောက်လိုက်ကောင်းနေတာနော်ကြောက်တော့ခွဲကန်သွားတာချေပဲဗျာမန်းနေဗျာမလားမမန်းနေရနော်တောက်သေးတယ်မရှိရတယ်နမ9မှတ်ထိုင်း4မှတ်ပါဗျာနော်တော့မမိုင်ဖိုင်ဟုတ်တယ်ဗျာဒီတိုင်းဆက်တော့နိုင်တာပေါ့မြန်မာနိုင်ပြီဟုတ်တယ်ကိုမြန်မာနိုင်တော့ပါနော်မလေးရှားကွာလာလမ်ပူတီတီဝါကဆောင်ပါပါဗျာမရပါနော်ကြာပါနော်ကောချဲရခေါ်လိုက်ရနော်ဘိုင်းချဲရခေါ်ရကြာပါလေမက်က9မှတ်ဖြစ်အောင်ချဲပါကြီးကြည့်ထားတယ်နော်မြန်မာ9မှတ်ခိုင်းလေးပါဗျာစားလေးပေါက်လိုက်တော့ကျော်တော့အော်ကျော်တော့လိုင်းကန်ကန်သွားတယ်ကွာတော့ခွဲလေးရှိပြီอ่ะဒါနဲ့ဒီဘက်
တယ်လို့ပြောမြင့်ကန်တော့ပြောတယ်မြင့်ကန်တော့ပြောပြီးတော့ဒါကြတဲ့လမ်းကိုပိတ်တာ ပြည့်ကြတယ်တော့အဆင်ကထိုင်းဘက်တော့အာယူလာတယ်ဘာမှမလာဘူး နိုင်လေးရွှေပဲဟုတ်တယ်ဗျာရွှေယူမယ်နော်ကျို့ကောင်းနေရကိုရှိန်လေးဟေးဝင်လိုက်ကိုရှိန်လေးကြောင်းရောက်ကန်သွားကန်နော်ရဲမတိုင်းနေစာဖက်နေပြီဟုတ်တယ်တိုင်းနေစာဖက်နေဘုံမြန်မာကွာဟုတ်တယ်လားဟုတ်တယ်တော့ကောင်းတယ်ဒါမိုင်းရဒါမိုင်းရမ်းနေရတာပေါ့မြန်မာဟုတ်တယ်ကိုရှုံးထွက်ပြန်နော်အမတ်ကနော်မြန်မာရှစ်မှတ်ထိုင်းငါးမှတ်ပါဗျာနော်လုံးတော့ပါကွာဟုတ်တယ်လုံးတော့ပါမှာပိုက်ချောက်လေကွာတဲ့ပိုက်ချောက်လေပိုက်ချောက်ဆိုတာပိုက်တိုးပါလေဗျာနော်ဟုတ်တယ်ဗျာအမတ်ကိုဆက်ရှင်းသွားရေးစိနိုင်ဟုတ်တယ်အေးကောရရွှေကွာဟုတ်တယ်ရွှေရမှာရွှေပဲလူချောင်းရထိုင်းနေကိုဖြုတ်ရမှာထိုင်းနေကိုဖြုတ်မယ်ဗျာနော်ဒါတော့ထိုင်းကတယောက်နဲ့ကိုကြောင်းလိုက်တဲ့အင်ဂျူရီရလို့နည်းနည်းစေးခုနေတာဖြစ်ပါရဲ့နော်ဟုတ်တယ်ထိုင်းချီကောင်းဆိုတော့ဒါပေမဲ့မြန်မာနိုင်ပါဗျာနော်ထိုင်းဘလောက်ကောင်းမြန်မာနိုင်ပါပဲမနိုင်အောင်နိုင်ရမှာဗျာနော်သူ့ဘလောက်ကောင်းဟုတ်တယ်လားပြန်ကြည့်မယ်ဗျာနော်ဘယ်နည်းကရွှေရတာပိုက်လို့အာရှာရင်းရွှေရတာမင်းမသိဘူးလားနည်းပြအိမ်ကြီးရတဲ့ထဲမှာဒီကွမ်းတိုင်းတော့ထားပဲမြန်မာကွာထားပဲကိုတောင်းလိုက်ကောင်းနေတယ်နော်ကျော်ဘလို့ခွဲကန်သွားဒီကွမ်းတိုင်းဟုတ်တယ်ဒီကွမ်းတိုင်းဖိုင်နယ်ကိုတန်းနေရပဲဒီမှာတော့ဘယ်နိုင်တော့ဗီယက်နမ်နဲ့ပြန်ချိတ်ရတော့တယ်နော်ဗီယက်နမ်ကိုရှုံးကျွေးပြန်ဆက်လို့ရတယ်ဒီဘယ်နိုင်ဆက်တော့လိုက်ဒီဘက်ကိုဆက်ကြည့်ဟုတ်ကဲ့ပါဗျာနော်မဟုတ်တဲ့နိုင်တော့ဟုတ်ကဲ့ဗျာအောင်နိုင်ရမယ်ဟုတ်တယ်ဗျာအောင်နိုင်ရမယ်နော်တော့နိုင်ရုံးထားကွာဟုတ်တယ်ဗျာနော်သူတို့လည်းရုံးနေပါရဲ့နော်အကုန်လုံးရုံးနေကြပါရဲ့မြန်မာဟုတ်ကဲ့ပါဗျာဟုတ်တယ်ဗျာကျောင်းတိုက်ရှိတ်ကန်နော်ကျောင်းတိုက်ရောရှိတ်မျိုးရှိတ်ကန်နေပါဗျာနော်အမကကြည်ရဟာနှမျောကြပြီကွာမြန်မာ9မှတ်ထိုင်းရ10မှတ်ဗျာနော်အမှတ်တော့နည်းနည်းကတ်လာပြီနော်ဆိုပြီးကချောင်းနဲ့တိုက်ပါတော့ဒီစားပဲပေါင်းရပြီဗျာနော်စားပဲပေါင်းကွာကျော်တော့ဟာတပီးသားယူကွာအမှတ်ကတော့9 all ဖြစ်သွားပြီဗျာနော်မိုင်မိုးနေရတယ်နော်ဟာဒီစားလေးတော့ရပါဆေးလာသူတော့နိုင်ရမယ်ဟုတ်တယ်ဗျာနိုင်ရမယ်နော်တော့လည်းကွာတော့တယ်တော့ပွဲရပါမယ်လောမယ်လောနေမယ်ထင်တယ်ဘာဖြစ်နိုင်ရမယ်နော်မြန်မာနိုင်ရမယ်အားပေးကြအောင်နော်မြန်မာနိုင်ရမယ်
ပလိန်းနေဗျာနော်တိတ်မပြောချင်ဘူးဗျာဘုံမိုင်းလေ ဟုတ်တယ်ပြန်ဖို့မရောက်မှသူတို့ကြိုက်တယ် ဒီလေးကလုံးနေတာနည်းနည်းဆုံးသွားဒီတိုင်းတော့ရကြောင်းမြန်မာတိုင်းမှာဟုတ်လို့ဟုတ်တယ်ကွာလုံးဝတော့မရတော့ဘူးဟုတ်တယ်တိုင်းတော့ကွာ ပါတယ်မှာလာတယ်မတိလို့မေးတာ မြန်မာ မတိလို့မေးရဆိုမတိလို့မေးတဲ့ပုံနဲ့မှန်နေပါကြီးပြလို့လို့ရေးရမာဝိုင်း sorry ပါဗျာနော်ကျွန်တော်သူ့ကိုပြောတာပါဗျာအရှားလူတွေတော့မလို့ပါတော့ကဲမြန်မာပဲပြန်လာကြနော်ကြည့်ကြမယ်နော်ဘိုးမတ်တူပါဗျာနော်လောင်းနိုင်အောင်နိုင်မယ်ဟုတ်တယ်ဗျာနော်ဘယ်လိုပဲမြောက်လဲဆိုတော့ကို3ဘက်မြောက်ပါဗျာနော်ဒီဘက်ကဆုံးရပါထွက်ဖို့ကများနေတယ်ဘာကြီးရှောက်ပြောနေလဲဘယ်လိုထွက်ရမှာလဲတခြားဆော့ရနိုင်ပါရဲ့နော်ကောင်းတယ်ဗျာနော်ဖတ်တော့ကောင်းပါပြီဒီလုံးကျွတ်ကောင်းရောကင်စင်ကိုလိုက်ထားတယ်ဗျာအပိုင်ကမ်းမယ်နော်ကိုကျောင်းနိုင်ဒါပဲဗျာကြားရဗျာနော်ကောင်းတယ်ဗျာကိုကျောင်းနိုင်နော် ကျောင်းလိုက်ကရှေးကန်မှာပထမဘွဲ့ကျောင်းမြန်မာနိုင်ငံကြီးရောက်ဘွဲ့ကျောင်းထားတယ်ပြောဒီမှာပါပဲရောက်တယ်ဗျာရှင်ပါမယ်အဲ့ဒါနဲ့နော်အားဝိုင်း sorry ပါတော့ပါဗျာအဲ့လည်းနေကွာမန်းနေစားပြပိုက်ထောက်မပေါ့ဘူးကွာအိုးကြောက်ရောဆင်းဟုတ်ကဲ့ပါကိုကြီးနော်ကျွန်တော်ဒီမှာလာပြောရတယ်မင်းစိတ်ခုပါတယ်နော်တောင်းပါလေဗျာနော်လူသားနေလဲဆိုတော့အမှတ်ကတူပါပဲဗျာနော်10မှတ်ပါပဲဗျာနော်အားလုံးတောင်းပါလေဗျာနော်အရန်တော့ကျွန်တော်လည်းအားပေးနေနော်မြန်မာနိုင်ငံနဲ့စိတ်တဲ့လူလေးကအင်ဂျင်တယ်အဲ့လိုတော့မဟုတ်ပါဘူးဗျာနော်သူလည်းကြိုးစားနေရပါနော်လူနေအောင်လည်းရောက်လာတော့မဟုတ်ပါဘူးမပြအောင်ပါဗျာဟုတ်တယ်ဗျာနော်နည်းနည်းလေးမြန်မာနိုင်ငံတော့လောနေရတယ်လူတွေဗျာနော်ဘယ်နှဘွဲနိုင်ထိုင်လဲဆိုပထမဘွဲမြန်မာနိုင်ထိုင်ဒုတိယဘွဲထိုင်နိုင်တယ်ကိုတတိယဘွဲအမှတ်7မှတ်တူပါဗျာနော်ဒီကုန်းနေကွာဟုတ်ကဲ့ပါဗျာမျိုးလေးတနာပါတယ်မြန်မာရှိတဲ့မိုင်းတွေကိုထောက်ဆန်းပါဟုတ်ကဲ့ပါကိုကြီးဟိုကျွန်တော်တောင်းမှပါတယ်နော်အားလုံးတောင်းမှပါတယ်ဗျအားရှင်တောင်းမှပါတယ်ကဲကြည့်မယ်ဗျာထိုင်ဖို့ဆက်ကြည့်မယ်နော်7မှန်ဩပါဗျာနော်ကဲကြည့်မယ်ဗျာစားပဲဒီမျိုးလေးဖတ်တော့ထုတ်ထားတယ်ကောင်းတယ်ဗျာဟိုကြောင်းနိုင်ဘလို့ကံလဲကောင်းတယ်ဗျာကောင်းတော့ဖွဲပါနော်ရှယ်ပဲဗျာနော်ဟိုကြောင်းနိုင်ကောင်းတယ်ဗျာနော်ကံချင်းကောင်းတော့လူတူကြီးဖွဲပါနော်ဟုတ်တယ်ဗျာတယောက်တစ်မှတ်သွားရင်တော့နိုင်ပြီနော်အခုတိုင်လေးထိန်းထားရမယ်ကောင်းတယ်ကိုမလေးကြောင်းရဗျာနော်မပြောတော့ဘူးနော်ဆက်စလို့ခိုင်းရကိုကအချင်းဆွဲစိတ်မောတယ်ကွာလေဟောဒါပါနော်နည်းနည်းနိုင်ရင်တော့စိတ်မောမှာပေါ့ဒါပေမဲ့မမအောင်အားပေးကြပါနော်မျိုးလေးထုတ်လိုက်ပါကွာအခုညီးပြရေးရှိတယ်ဗျာနော်ညီးပြတွေကောင်းတယ်လို့လုပ်နေရမှာနော်သူလည်းညံ့နေတယ်တော့မပါပါဘူးညီမတို့မှတ်သားနေတော့ကျောင်းလိုက်တော့ကောင်းကြည့်တာတော့ကျောင်းတိုက်ဟိုဒါဟိုဘယ်တိုင်းလည်းမသိလို့ဟောကက်ပါလားဒါလောလောဆယ်ဟောကက်တိုင်းပဲပါနော်မြန်မာနိုင်ငံဟုတ်တယ်ဗျာနော်ကျွန်တော်လည်းမြန်မာနိုင်ငံနေတယ်ဗျာကျောင်းတိုက်ကဖွဲ့ချင်းကောင်းတယ်ဟုတ်တယ်ဗျာနော်ကျောင်းတိုက်ကောင်းတယ်ဒါကောင်းတော့မှရှိတာကောင်းပြန်တယ်ဟုတ်တယ်ဗျာနော်ပြင်ပင်နေအေးစေးလေးကြည့်ဟုတ်တယ်ဗျာနော်ကျွန်တော်လည်းအားလုံးကွန်မန့်လေးပြန်ပေးရမှတ်တယ်အော်ပေးရတာနော်အားလုံးအေးစေးလေးကြည့်ကြပါနော်က
ယ်နေ့ကရတယ်ပြောပြပေးကြပါဗျာရဲ့ဘယ်နေရာကညညလဲဟာတော့မလေးပေါ်လိုက်သမားဟုတ်တယ်ဗျာနော်မြန်မာကဲမြန်မာဗျာနော်မြန်မာအားပေးကြရဗျာနော်မြန်မာပြည်သက်တွေရတယ်လုံးဝတလုံးတော့နော်တခြားလေးတော့နော်အမကစက်တမက်စင်ပါနော်မြန်မာတမမိုးနေပါလေစာပေပေါက်ကွာနဲ့ချဲလက်ခေါ်နဲ့ချဲလက်ဟုတ်တယ်ဗျာနော်နဲ့ချဲလက်ခေါ်ထားရနော်နဲ့ချဲလက်ခေါ်ထားရနော်ဟုတ်တယ်ဗျာနဲ့ချဲလက်ခေါ်မှာနော်ခေါင်းကြီးကကြော်တိုက်တာနော်ကြော်ကြတော့ကြော်ဒီလိုလောက်ထားကြပါဖိုင်ထောက်လိုက်တာနော်ဘိုးအဲငိုးမရှိရတော့ခေါင်းတိုက်လိုက်ပြီဗျာနော်ခေါင်းတိုက်လိုက်ဗျာနော်ပိုက်ကြော်ပြီးတိုက်ရတယ်ကျွန်တော်ချဲလက်ခေါ်ထားရနဲ့ချဲလက်ခေါ်ထားရဗျာနော်အော်ရင်တော့မြန်မာစက်နဲ့မှရမယ်ဗျာနော်ကျွန်တော်ရောက်တယ်ကြော်လာတယ်ဒါကြော်လိုက်တာမြန်မာဟုတ်တယ်ဗျာနော်မြန်မာမင်္ဂလာပါဟုတ်မင်္ဂလာပါဗျာမြန်မာမရပါဘူးဗျာနော်အကျော်ဘူးတဲ့မြန်မာအမှတ်မရပါဘူးလေနော်စက်တမတ်အော်ဖြစ်သွားပါလိမ့်မယ်နော်ချက်လန့်ကမအောင်ပါဘူးဗျာတော့နာဆိုတော့ဖောင်းနေပြီတော့ဒါနောက်ဆုံးဘက်ကကိုကြီးစက်တမတ်ပြပါမှာကိုကြီးကုန်းမနဲ့ဆဲရည်တော့ကြပါတော့ဗျာနော်ဒါစီက6လုံးပမားနဲ့ဆိုင်ကတိုင်းအောင်ခေါ်ထားရနော်စမ်းခေါ်ဗျာထိုင်းဘက်ကတိုင်းအောင်ခေါ်ထားရနော်တလုံးတယောက်တမတ်သွားရင်တော့နိုင်ရနေဗျာနော်အားရထိုးရအောင်မှာအသက်တမတ်ကိန်းကမဟုတ်ကို15မတ်ကိန်းပါဗျာနော်ဒီစနစ်တွေပြောင်းသွားပါပြီနော်ချဲလန့်ခေါ်ရဲဆိုတာကြော်မကြော်ပြန်ကြည့်ရတာဗျာနော်ဥပမာပိုက်ကြော်လာပါညာချဲလန့်ပြန်ခေါ်တာနော်အဲ့ဒါကိုဟော CCTV နဲ့ပြန်ကြည့်ရနော်ကင်မရာနဲ့ပြန်ကြည့်ရပါချဲလန့်ခေါ်ရဲဆိုတာလိုင်းပေါ်ကြမကြဗျာနော်ပုံမှန်ဆိုရင်တော့အရန်ညံတဲ့ချင်းလေးဆိုဒိုင်းလေးလည်းမမြင်ရဘူးဗျာနော်အဲ့ဒါကြောင့်သူတို့မပေးတတ်ကြတယ်အဲ့ဒီအတွက်အဲ့ဒါကိုကင်မရာနဲ့ပြန်ကြည့်ရတာနော်အဲ့ဒါကိုချဲလန့်ခေါ်ရဲလို့ခေါ်ပါတယ်တက်ဆိုင်မလေးနဲ့တော့ကိုကြီးဟုတ်တယ်ဗျာကိုလေဘုမလည်းပါရန်နေတော့လုံးမို့စပြီးတော့ထိုင်းကရင်မကောင်းတော့ဗျာဟုတ်တယ်ဗျာနော်ထိုင်းကလူတစ်တွေကြောင်းနော်လူတစ်တွေကြောင်းတစ်တွေဖိုင်ကုန်ဝဲဖိုင်ကုန်ဝဲကိုကြီးချင်းထွားရချင်းလာတော့ကြရင်နောက်မှာနော်ကျော်ရော်နော်ကျော်ရော်လွတ်ပြီးမှဒီကောင်လိုက်ဝမ်းမတော့ကြဘူးမိသွားရနော်ငါကလေးမဆုံးမှာမဟုတ်ပါဘူးနော်အေးဆေးပါအေးဆေးချုပ်သွားပိုင်းဆိုင်ရိုက်ခိုင်းလေးအောင်ဟုတ်တယ်ဗျပိုင်းဆိုင်ချုပ်ထားမှရအောင်နော်နတ်ချဲလန်ခေါ်ထားရနော်နတ်ချဲလန်ခေါ်ထားတယ်အဘယ်ချဲလန်မနေရင်ကြည့်ခွင့်ရှိတယ်ဆိုတော့3ချိန်တာနော်အဲကျွန်တော်လည်းတခြားတော့မသိဘူးဗျဘွဲရကောင်းနေဟုတ်တယ်ဘွဲရကောင်းနေပြီဒီဘွဲနိုင်မှရမယ်နော်မြန်မာနိုင်ရှင်မြန်မာရွှေဟုတ်တယ်ဗျရှင်မြန်မာရွှေယူရမယ်မြန်မာกว่าဟုတ်ကဲ့ပါဒီစမှုပါပြောနေတယ်ဒီစမှုမဟုတ်ပါဘူးမြန်မာရပါရောဘရော့ကီယာခါရကြော်ဝိုင်းနော်ဘရော့ကီယာခါရနော်မြန်မာရပါရ
င်းသွားပါရင်နော်ထိုင်းရရှေးကြီးကျော်ဘရော့တာဖောင်းပါလေနော်ခါလိုက်တဲ့အတွက်မြန်မာချဲတဲ့အောင်သွားရပါနော်ငါထိုင်းမှနေမယ်နေလိုက်လေစနေနော်ကြည့်မယ်ဗျာကြည့်မယ်ဗျာဟာကျောင်းတော့ဈားရကန်တာကွာကွာတော့ရင်ခုန်ဖို့တော့ကောင်းနေကြနော်ပွဲရမစီရပြီလားဆိုတော့12မှတ်အောပါဗျာနော်ဟိုးဘက်ထောင်မှာကိုအမှတ်ကြည့်လို့ရတယ်နော်ဟိုးဘက်ထောင်မှာဘယ်ဘက်ထောင်မှာနော်အသာကြီးရနေတယ်ဟုတ်တယ်ဗျာအသာကြီးရနေဒါပေမဲ့တော့လေပွဲဖြစ်ရဆိုတော့ရှိရတယ်နော်ဘာသမားကြီးဆိုနိုင်နေတာပဲဒါနဲ့ပွဲဖြစ်ရရှိရတော့ကသူလည်းအမားလေးတော့နည်းနည်းတော့ပါမှာပေါ့ကိုကြီးနော်ဝီရီမဆဲပါနဲ့ဗျာကိုမနဲ့မဆဲကြပါနဲ့စာပေတွေပေါင်းမှရအောင်နော်ကိုအားဖြစ်တို့ကိုမျိုးလေးတို့ရဲ့စာပေတွေပိုက်ထောင်းမှရအောင်နော်တောင်းထည့်ပါလို့ပြန်ပါလို့အဲ့တော့ကြောတော့မရဘူးလေဟုတ်တယ်ရှင်ဗျာဒါပေမဲ့ဘောအောင်တော့ခုကြတယ်ဒီမှာနည်းနည်းဖိုင်တို့လောရောကရအောင်မယ်ဟုတ်တယ်ဗျာလောရောကရအောင်ကဲစနမအောင်ရှိမယ်ဗျာထိုင်းစားပဲဒီမှာရှိမယ်ဗျာဒီတော့ကောင်းတယ်ဗျာဖတ်တော်ထုတ်ထားတာကိုအထိဘယ်ဟုတ်တယ်မလဲကိုအထိကိုတောင်းတယ်ဒါပဲရော့စင်ကန်ဗျာကိုတောင်းတယ်ကောင်းပါရဲ့နော်ရော့စင်ကန်ထားရဲ့နော်ကောင်းတယ်ဗျာဒါပဲအနေရှိမဲ့ဘွဲမလို့ပိုင်းနေတာပါနော်၅ပိန်နဲ့မလို့ပါစားပြီးတော့ဖို့လဲတာဒီကောင်လေးစားပြီးတော့ဖို့လဲပေါက်ပါဒီကောင်လေးစားပြီးတော့ဒါကောင်အားလုံးလေးရေးမေးနိုင်ပြီခိုင်းရနံပါတ်ခွင်ကိုဆက်တော့စားပြီးထုတ်ဖို့ထည့်ရပါနော်စားပြီးထုတ်တော့ပြန်ထုတ်လိုက်ပြီပြန်ပြန်ဟုတ်ပါပြီညီမနိုင်ပါပါအားပြီးကြအောင်ညီမနိုင်ပါပါညီမနိုင်အောင်နိုင်မယ်နော်ညီမထိုင်းကိုပုတ်တော့မယ်ဗျာစားပြီးရိုင်သွားပြီကာပဲညီမစနေပဲရောက်ပြီကားလေဒါပဲနော်ဒီမှာဆိုင်မှာရောက်ပါပြီလားစားပြီးချဲတဲ့တောင်းခိုင်းနေပြီလားနော်စားပြီးချဲတဲ့တောင်းခိုင်းနေပြီလားနော်ထိုင်းဘက်ကစားပြီးချဲတဲ့တောင်းခိုင်းနေပြီအဲ့မကောင်းပါဘူးနော်အဲ့စတေးကမကောင်းပါဘူးချဲတယ်မရဘူးချဲတယ်မရဘူးချဲတယ်မရဘူးဒါပဲနိုင်တော့ပါနိုင်တော့ညီမနိုင်တော့ပါလုံးပဲညီမကြီးထိုင်းကိုပို့တော့မယ်နော်ရန်ကောင်းပါထိုင်းကိုပို့တော့မယ်ညီမကြီးကြည့်ရရဗျာတရားတာပြီးကြည့်နေတာဟုတ်တယ်နော်有赛拜入来ခေါ်လိုက်ပါနော်ဘာဘရိတ်ပြန်လို့လဲဟုတ်တယ်ကျောင်းတိုက်တယ်လို့တမီဝါလို့နှလုံးခွိုက်မူးပြီဟုတ်တယ်နှလုံးခွိုက်မူးပြီစာကျန်းတော့ချဲလန်ခေါ်ထားတယ်နော်ချဲလန်တနတက်နေရတယ်ပြောတာနော်ဟုတ်တယ်ကလက်ချဲလန်ခေါ်ထားရကွာငါတို့ရကွာမြန်မာချဲတဲ့ online ကွာမြန်မာချဲတဲ့ online
မြန်မာနိုင်သွားပြီဗျာနော်ကဲဒီဘက်ပြင်တော့ကိုအောင်ကြီးတို့ပွဲရှိတယ်ဗျာနော်အိမ်ကြီးကနေပါကဲမြန်မာနိုင်သွားပြီဗျာနော်အားလုံးဖြစ်တဲ့ချင်းတဲ့အတိုင်းမြန်မာနိုင်သွားပြီမြန်မာတွေတိုင်းကိုထုတ်လိုက်ပြီနော်အဲနောက်ပွဲဆက်ကြီးကိုစောင်းကြအောင်နော်နောက်ပွဲကတော့အိမ်ကြီးကနေရကူးရှိတယ်ဗျာကိုအောင်ကြီးကိုရဲချက်ကိုတက်နေလို့ဗျာနော်အခုတော့လိုက်လေးချလိုက်ပါအောင်မယ်နောက်ပွဲကြီးကိုစောင်းကြအောင်ဗျာ